ရှားပြပြီဒါတော့စားနေပါပြီဟုတ်တယ်လောက်ဒီစားကောင်းလဲဆိုတော့စားပြလိုက်ပါစားပါလေဒါတော့ထမင်းကြော်ပြပါတယ်ဘဲဦးနဲ့ထမင်းကြော်နဲ့ဒါရှောက်ရွက်လေးဖြစ်ပါတယ်ဒါကတော့ကြက်တုံကြော်ဖြစ်ပါတယ်ကြက်တုံမဲနေနော်ဒါကတော့ဘဲဦးကြော်ဒါကတော့စိတ်ခောက်ဒါတော့ငပိဖြစ်ပါတယ်ဒါငပိညမတွန်းတင်းငပိဖြစ်ပါတယ်ဒါတော့ဝက်သားနဲ့အာလူဖြစ်ပါတယ်ဒါတော့ငါးဖြစ်ပါတယ်စားပြနေပါတယ်ဘလို့စားကောင်းလဲဆိုတာကိုစားပြနေပါတယ်ခင်ဗျာတိုးစရာလေးကထည့်တိုးလိုက်ပါဦးတိုးစရာနည်းနည်းထည့်တိုးလိုက်ပါကြည့်တဲ့လူတွေပူပြီးတော့စားကြင်အောင်ထမင်းစားကြင်စိတ်ကြီးပူဖြစ်လာအောင်ဒါတွေကထမင်းကြော်စားမယ်လို့ဖြစ်ပါထမင်းကြော်သူစားတော့မှာပါစားတော့မှာပါစားနေပါတယ်ပြီးရင်ဒါတို့ကြောင်းသွားကြမှာပါထမင်းစားနေရတယ်ကြောင်းတက်ကြတော့မှာပါသမင်းကြိုင်မထရအောင်ပင်ကြိုင်မထရဘူးလေစားနေပါပြီထမင်းကြော်နဲ့ဘဲဥကြော်မင်းရှက်ရီစားတုံးနေတော့စီဖော်လေးဖြစ်ပါတယ်ဒါကတော့မတ်စီဖော်လေးပါဒါကတော့မတ်လေးဖော်ပါသမီးဘက်ကနေမှသမီးဟင်းသိမရှိပါဘူးမနီတရားထည့်သားဆက်ထည့်သားပါမထည့်သားပါဇုံးနဲ့မနိုင်ပါလက်နဲ့မနိုင်ပါနဲ့ဇုံးယူဇုံးကျန်နဲ့နိုင်ကျန်နဲ့နိုင်ဝေရဲဆိုဟုတ်ကဲ့စီတက်တာနာလို့လေဒါတော့ဖုန်းဆုံးလောင်းမှုဖြစ်ပါလေစီညာလို့ဒါတော့ဖုန်းဆုံးလောင်းမှုဖြစ်ပါလေကြက်တုံကြော်နဲ့ဆွဲနေပါရှာပြားပေါ်မှာဘလို့အရသာကောင်းလဲဆိုတော့တစ်ချက်လောက်ပြောပြပေးပါဝတ်သားဘလို့အရသာရှိတယ်စားလို့ရတယ်တော့ငါတောင်းတမင်းလိုက်ပါလေကွာစားပါမအမတို့စားပါဒီတော့သမီးရဲ့စားလေကလေးလေးချောပါတယ်လာပါတယ်ကြချစ်စရာလေးမျက်လုံးလေးကလည်းပြူမျက်ခုံးလေးကလည်းကွေးမျက်နှာလေးကလည်းဖြူအင်ကြီးလေးကလည်းလှတယ်ဗျာအင်ကြီးလေးကလက်လေးကလှတယ်ကြစားရည်စိတ်ခေါက်ကိုထည့်စားကြပါစားပါဦးဒီဘက်ကဖြစ်ပါတယ်ဒီဘက်ကကိုပြင်းနေအောင်မစားပါနဲ့အမ subscribe လေး like subscribe လေးလုပ်ပြီးပါဦးနော်ဒါလေးကြိုက်တယ်ဆိုလို့ရှိရင်နောက်အစီအစဉ်အသစ်လေးတင်ဆက်ပေးပါမယ်ဒီနေ့တော့ဒီလောက်ပါပဲဒါ breakfast စားသုံးခြင်းကဏ္ဍပြီးဆုံးပါပြီ